မင်္ဂလာပါ Source ရဲ့ School Management Platform မှာပါဝင်တဲ့ People Info အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။ People Info မှာဆိုရင် Student, Guardian, Teacher, Employee နဲ့ Enquirer ဆိုပြီး Function 5 ခုပါဝင်ပါတယ်။ Student အပိုင်းမှာဆိုရင်ကျောင်းသားလေးတွေရဲ့ကိုယ်ရေးမှတ်တမ်းတွေ၊လိပ်စာတွေ၊ကျောင်းသားကဒ်တွေ၊စုရမှတ်တမ်းတွေ၊ဆွေမျိုးသားချင်းတွေ၊ကျန်းမာရေးမှတ်တမ်းတွေစတဲ့အကြောင်းအရာတွေကိုပြည့်ပြည့်စုံစုံမှတ်သားထားနိုင်ပါတယ်။ Guardian အပိုင်းမှာဆိုရင်မိဘတွေရဲ့ General Information တွေ၊လိပ်စာတွေကိုမှတ်သားထားနိုင်ပါတယ်။ Teacher တွေအပိုင်းမှာဆိုရင် Teacher တွေရဲ့ General Information တွေ၊လိပ်စာတွေ၊ပညာရေးမှတ်တမ်းတွေ၊လုပ်ငန်းအတွေ့အကြုံ Experience တွေနဲ့ Assignment တွေစသောအကြောင်းအရာများကိုပြည့်ပြည့်စုံစုံမှတ်သားထားနိုင်ပါတယ်။ Employee မှာဆိုရင်လည်း Teacher များကဲ့သို့ပဲဝန်ထမ်းတွေရဲ့ General Information တွေ၊လိပ်စာတွေ၊ပညာရေးမှတ်တမ်းတွေနဲ့ Experience တွေ၊ Document တွေကိုလည်းတစ်နေရာထဲမှာပြည့်ပြည့်စုံစုံမှတ်သားထားနိုင်ပါတယ်။ Enquirer မှာဆိုရင်ကျောင်းသို့လာရောက်စုံစမ်းသူများရဲ့အချက်အလက်များနဲ့ကလေးငယ်များရဲ့ Pre-test များကိုလည်းစစ်ဆေးပြီးတော့မှတ်သားထားနိုင်ပါတယ်ရှင်။ယခုရှင်းပြပေးသွားတဲ့အကြောင်းအရာလေးတွေကတော့ People Info မှာပါဝင်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ Source ရဲ့ School Management Platform မှာပါဝင်တဲ့ Function လေးတွေအကြောင်းကြည့်ရှုပြီးလူချင်းမြတ်လို့ကျောင်းအတွက်အသေးစိတ်တိုင်းဆွေးနွေးလိုပါကယခုဖော်ပြပါဖုန်းနံပါတ်တို့ဖြစ်စေ Source ရဲ့ Facebook Messenger Viber တို့ကနေဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။